phía gì đi à chỗ của tụi nó risk gì vậy đó thằng nó đi lâu à ta cú tụi tụi lại đôi nào mà cố gắng xoay phản lại mà quay lại phản đi được này nó lùi trên đó đi cả lắm mà lùi trên đó phía gì vậy lùi nhưng đi bao xì lâu lại lùi tiêu này đi bao xì lâu lại lùi tiêu này còn đi bao xì lâu lại lùi xe này phía đi tiêu này phải hay dùng lên rồi cú cũng như là nó đặt đôi này đặt hình này bị này phía đi tiêu cái cho nó lùi trên xì đèn lâu lại xe trong lùi trên rồi xì đèn lâu lại mà con mà đã nó thì lúc mà chi mà bao cái này nó chi chất nó chỉ là trong cái xem mà lúc này nó tuy nhiên khác này cô bảo cô dòng là con này là cái nào thà với mẹ tôi nói mà lại lúc xin đi bộ lúc gì true chân này xin đi bộ lúc đi cả true chân mà đi đâu lại mà đi cả true chân sẽ cái này đi bao true chân này bao nhiêu người rồi mà đi làm mà đi bao cái true chân nó tôi đâu nè đi bao true chân sẽ là mà tôi đâu nè nó được phía thì phải gì đó tôi cũng là có cái gì thế này em gì thế này em gì số là gì thế em mua đi gì thế này sự thật mà tôi biết tôi chụp trên này đồng thang đồng này còn cho nó mà cha mình gì này xí mỏng này rồi sẽ gì này đâu xí chả nào mà này tôi lấy bao tôi thấy này giàu tôi lấy là gì chỉ triệu mà rồi thà nữa tôi lấy là cháu mà rồi thì lúc rồi chẳng mới rồi tôi này cho nó lại sao mà tôi thấy này cho nó nên là mua dàiอยู่thà mà cho nó vậy nghe là ta gì à chắc là ní bị nhà đi Myanmar này vậy chắc là nó cái này kiểu gì vậyအဲ့ခင်မိပါတယ်ဆိုတော့ဒီပြန်မြန်မာပါတယ်ဆိုတော့စစ်တပ်ရဲ့တွင်မိုင်းတွေမှာကုလူပါလာပြီးပါရင်အမှကြောက်စရာမလိုပါဆိုအများတန်းကိုတရင်တရားရပိုင်းလုံးလက်ဦးနေတာဟုတ်အဲ့လိုတရင်လက်ဦးမှုရယူလာရင်တိုက်တော့နီးမြန်ကောင်းကောင်းနဲ့တက်လာတယ်ဒီဘက်မှာချိန်မောင်းလို့ရတယ်စကားပြောလဲဆိုတော့ရှာတယ်ဟုတ်စကားပြောရတော့ရှိနေမလို့စကားပြောရဘူရောက်တီရောက်ဖြစ်နေအောင်ဘူရောက်တော့လည်းတီရောက်တော့လည်းဖြစ်နေအောင်ဒီပြောချင်တဲ့ဒီကအစားမရအကြောင်းအရာတော့ဒါဒီကကျွန်တော်ပညာတတ်ပဲကျွန်တော်တစ်ချက်စီ group တွေမှာ group တွေအကောင့်တွေတစ်ချက်စီ group တွေအကောင့်တွေပညာတတ်တယ်များတယ်ဆိုတော့ပြောချင်တာဒီစေတောင်းတွေပွဲရတယ်အဲ့လိုကောင်မျိုးတွေစားအဲ့လိုမျိုးပိန်းနေတာပိန်းတာဒီကျွန်တော်ဒီလိုတရင်ဌာနတွေနဲ့အင်တာဗျူးရဲ့ဟာတွေကိုသူတို့ကဒေါ်လာတွေရတယ်ထင်လို့အဲ့လိုတွေသူတို့ပြောတာကျွန်တော်အဲ့ဒါတွေကဘယ်သူတွေနဲ့တွားတူလဲဆိုတော့ဒီဘောမဘယ်လိုကောင်းလဲချက်ငြိမ်မမီရဲ့ဟိုခြားစင်ဆရာကြီးနဲ့တော့ငါတွားတူဆိုဖြစ်နေဒီကြိတ်ကြီးဖြစ်ပြီးတော့နော်တရုတ်ပြည်ရင်းနဲ့နာတန်းသုံးတန်းနဲ့စစ်တပ်ဝင်လာပြီးတော့စစ်တပ်မှာနေပေါင်း30လောက်တောင်းထားတော့ပြီးဆရာကြီးအဲ့လိုပြောမျိုးရှိတယ်။ဘာလို့သူတို့ကများပြောတဲ့စကားနဲ့သူတို့လမ်းဆုံးခဲ့တဲ့လူသူတို့တရားရှိပြောမယ်။သူတို့တဲ့နည်းနည်းတက်တဲ့ကောင်အဲ့လိုပြောမယ်။ဒါလိုသူတို့ခေါင်းထဲဝင်ပြီးတော့တော်တော်လုံး brain wash လုပ်ခံထားရတဲ့အနေအထားမျိုးပေါ့နော်ဒီလိုဆရာကြီးတွေအဲ့လိုလူရတာမပြောလို့ပေါ့သူတို့ကမွေးရပါညင်လို့မြင်တယ်။ဟိုကတကြိတ်ကြီးဆိုတဲ့ကောင်တွေကတမတော်မှာတကယ်ကြီးဆိုတာနော်တမတော်ရဲ့ချိုးရွေးပဲဘာလို့တမတော်ရဲ့လုပ်ငန်းတွေဥယျာဉ်လုပ်ငန်းတွေကိုလည်းပတ်နေတာဒီကတကြိတ်စီလည်းပတ်နေတာနော်စားတော်လာတွေအကုန်လုံးကထက်ကနေအောက်ကိုသွားတဲ့စားတွေအောက်ကနေထက်ကိုသွားတဲ့စားတွေအကုန်လုံးကဒီတကြိတ်စီတွေနဲ့တကြိတ်စီရဲ့လက်ထက်ကနေတော့ဖြတ်တန်းပြီးသွားတာဒီစားတွေ step by step သူတန်စစ်ဌာနချုပ်နော်တရင်ကနေတော့တမနဲ့တန်စစ်ဌာနချုပ်နော်တန်စစ်ဌာနချုပ်ကနေတော့ကစရာဆင်းကနေတော့မှဟိုကာကြီး
အဲ့လိုအဆင့်လိုက်တွေပြန်သွားတာအဲ့အဆင့်တိုင်းအားလုံးတိုင်းမှာလှုပ်လို့တာဒီရုံးစာတွေကိုစနစ်ကြလှုပ်လို့ရတယ်ကျွန်တော်တို့ဒီချက်ကြီးစီတွေကလှုပ်နေတာအဲ့တော့ဒီလိုကောင်တွေကတော့ဒီလိုမျိုးတွေမြတ်စကားတွေမှာလမ်းနေဆုံးပြီးတော့ဟာဒေါ်လာစားတွေပါညာကျွန်တော်တို့ထင်တယ်လားတော့မသိဒီချက်ကျွန်တော်တို့ဘယ်လိုကောင်းလဲဒီသတင်းဌာနတွေနဲ့အင်တာဗျူးတွေဟာဒီဒေါ်လာတွေရပြီးတော့ဒေါ်လာတွေရလို့အင်တာဗျူးနေထင်နေတာမှန်မှန်တော့ကျွန်တော်တို့အဲ့ဒီသတင်းဌာနဒီမှာအင်တာဗျူးတဲ့အခါအဲ့ဒီအဂျာစီသတင်းဌာနမှာကျွန်တော်အင်တာဗျူးလုပ်တော့ဟိုး-10လောက်ဝေးတဲ့နေရာကိုကျွန်တော်ဆိုင်ကယ်စီဖို့ကျွန်တော်ဆိုင်ကယ်စီကျွန်တော်ထည့်ပြီးတော့เนาะကျွန်တော်ဆိုင်ကယ်ကိုကျွန်တော်မောင်းပြီးတော့သွားတာဝေး-10လောက်ထိเนาะ-10လောက်ထိကျွန်တော်မောင်းပြီးသွားတာဝေးပဲဒီသတင်းထောက်နဲ့ဒီသတင်းထောက်တဲတဲ့ဟိုဟိုတယ်ကိုကျွန်တော်သွားပြီးတော့ပြူပေးရတာကျွန်တော်လာကြုံမယ်ဆိုတော့ကျွန်တော်အာနာလူလာမကြုံဘူးကားနဲ့လာမကြုံနဲ့ကိုဆိုင်ကနေကိုသွားမယ်ဆိုတော့သွားတာအဲ့လိုကောဒေါ်လာရဝင်နေတာနော်ကိုယ့်ထဲကနော်စီဘိုးတော်ဆိုင်ပြီးတော့နော်ဆိုင်ကစီထည့်ပြီးတော့သွားတာနော်ဆိုင်ကစီဘိုးပေးပါမယ်ဆိုတော့ယူခဲ့တဲ့ကောင်ပေါ့အဲ့ကောင်ကိုတီးစီနေတာတော့ဒေါ်လာစားလဲမို့ဘာစားမှမို့ဒီကဒေါ်လာကြီးအတွက်နော်ထောက်ဖြစ်စေချင်လို့ဒါမျိုးကိစ္စတွေကိုတွားပြီးတော့အင်တာတွားပြူတာနိုင်ငံတကာကနေတော့မှမြန်မာအရေးတွေကိုစိတ်ဝင်စားရှိလာအောင်လို့မြန်မာအရေးတွေကိုနိုင်ငံတကာသိအောင်လို့ကမ္ဘာတွေသိအောင်လို့ဒီလိုသတင်းဌာနအကြီးနဲ့စကားပြောတာဒေါ်လာရလို့ပြူတာမဟုတ်ဘူးဒေါ်လာရလို့တော့ပြောတာမဟုတ်ဘူးဆောင်းမကမနားမလဲပဲမြန်မာစကားမှာလမ်းဆုံးပြီးတော့ဒီကောင်တော့ဒေါ်လာတွေရလို့ဟာဒီကောင်ဒေါ်လာတွေပေးပြီးတော့ဒီလိုလိန်နဲ့ပြောဆိုခိုင်းတာအဲ့လိုထင်နေတဲ့ကောင်တွေရှိနာတရားတွေ10တောင်ဘွဲရတယ်ဒီကောင်ဆိုရင်လည်းဘွဲရပြီးသားဖြစ်မှာပေါ့ဒီလိုကောင်မျိုးတွေကစားဦးနောက်ကညင်မမီဘူး brain wash မိတာ brain wash မိတယ်လို့ခေါ်တယ်စစ်တပ်မှာဒါတွေကိုဘယ်တော့ကြည်ကြည်ပြည့်ပြည့်နေပြောပြီးတော့ brain wash လုပ်နေလဲဆိုတော့ဒါတကြည်ကြီးလိုကောင်မျိုးတွေကစား brain wash မိနေတာစားကြည့်ပြီးတော့သိတာကျွန်တော်အဆက်နဲ့ပြောမယ်တော့ brain wash ကဘယ်တော့မိမလဲကျွန်တော်စာမတက်ပြတ်တွေ့ခေါ်နေတဲ့ဆရာကြီးတွေရဲဘော်တွေဘယ်တော့ brain wash တွေမိနေတယ်ဒီတော်လိုင်းကလာမှာဘယ်တော့မုံတရားတွေရိုက်ထဲတာပြည်သူလူထုပေါ်မုံတရားတွေဘယ်တော့ရိုက်ထဲတာပြီးတော်လိုင်းတက်ဖွဲ့တွေပေါ်ဘယ်တော့မုံတရားတွေရိုက်ထဲတာ brain wash ဘယ်တော့ရိုက်ထဲတာ brain wash တွေဘယ်တော့လုပ်တာခံမှလို့တော့မရဘူးတကယ်စီဆိုတဲ့ကောင်းတွေတော့မိနေတာကျန်တဲ့ကောင်းတွေတော့ပြောနေတယ်စစ်တပ်မှာတကယ်စီဆိုတဲ့ကောင်းနည်းတော့မဟုတ်ဘူးနည်းတော့အဆင်မဟုတ်ဘူးအဆင်တော့တစ်ချက်ကြီးပဲဒါပေမဲ့တိုင်မှုတယောက်ကိုစားရဆောင်ရေးပြီးစားရဆောင်နဲ့ရေးပြီးတိုင်ပြီးတော့သူ့ရဲ့ပုံကြီးတယောက်ကိုဖြုတ်ပြလို့ရတယ်တိုင်သာပို့ပြီးဖြုတ်ပြလို့ရတယ်သူလက်စားရတဲ့ဟာတွေနော်အဂရီလိုက်စားရတဲ့ဟာတွေအကုန်လုံးပေါင်းပြီးတော့တိုင်ခဲ့တဲ့ဖြစ်စဉ်တွေအများကြီးရှိတယ်တကယ်ကြီးတွေတိုင်လို့ပြုတ်သွားတဲ့တိုင်မှုလည်းမနေဘူးထောင်တန်းစီပြီးကြောက်တော့အများကြီးရှိတယ်တကယ်ကြီးဆိုတာအဲ့လိုမျိုးရှိတယ်အဲ့တော့ဒီလိုပုံမျိုးတွေရစားပိတ်နေတော့ block brain wash တွေလောက်ထားလဲဆိုတာခံမှန်းကြည့်သိနိုင်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုဒီလိုတော်လိုင်းဘက်ကိုမုန်းတီးဖို့တော့တော်လိုင်းဘက်ချမ်းအောင်မုန်းတီးရုံချမုန်းတီးဖို့ဒီတန်ပလန်များချပြီးတော့လုပ်နေသလားတော့အောင်မရတယ်တော်လိုင်းကိုမကောင်းမြင်ဖို့တော်လိုင်းကိုထင်သေးအောင်ဘလောက်တော့ပြောရလဲဆိုတော့ခံမှန်းလို့ရတယ်ဒီလိုမျိုးတွေကပိန်နေတာတကြည်ကြီးစီလိုကောင်မျိုးတွေကစပိန်နေတာကြည့်ပြီးတော့စစ်တဲ့ brain လေးတွေကသွားပြီးပြည့်စည်သွားပြီလို့ပြောချင်တယ်ပြောရလဲရှိသွားပြီအားလုံးပဲခုနိုင်ပြန်